ကဲကျွန်တော်ချင်းမိတ်ဖူကြီးကွက်ကြံလုံးဝကွက်ကြံနေနော်ရေတွင်းပါမယ်ပေတရာပတ်လည်းဖြစ်မယ်နော်ဒါကျွန်တော်တို့ဟိုပေါ့ညီမျိုးဖားနေရလဲကျွန်တော်ရွာမြေပေါ့နော်မြေဖင်းမှလည်းပွားဖြစ်လို့ရတယ်တဲ့နော်ဒီမှာဟိုကဘာတော့ဒီခြံကအပင်ကြီးတွေပါတယ်ဗျဘာပင်တွေပါတော့ဆိုတော့ကျွန်တော်တို့ဒီမက်ဂရီနီယာလားအဲ့ပင်ကြီးပါမယ်ဒီမှာနော်ဒီဘက်မှာကျတော့ဟိုပေါ့ကျွန်တော်တို့ဒီဒင်းရင်ပြီးပင်နေပါမယ်ဝီဗီတွင်းပါမယ်မြေညီမယ်ပေတရာပတ်လည်းဖြစ်မယ်ဖေးကခေါ်ဖူထားတဲ့ဖေးကကွက်ကြံဖေးနော်ပိန်း1500တဲ့ပိန်း1500ကိုပပလေးဖူမှာပပလေးပဲလျှော့ပြီးမှာနော်ကြည့်လိုက်တကယ်ပပလေးပဲလျှော့ပြီးမှာအကွက်နေထားရမ်းလာဒီလိုက်နော်ဒီနောက်ဘက်မှာအိမ်နေပါညာရှိပြီးပါဒီမှာလည်းရှိရနော်ဒီဘက်မှာလည်းရှိရနော်ဒီထဲမှာလည်းရှိရနော်ဒီထဲကတော့မြုပ်နေခြုံနေနေဖူနော်ဒါတန်တယ်လုံးဝဖေးတန်တယ်ဗျာအမခံတယ်နော်ဖေးတန်လုံးဝအကြံပဲကြည့်လိုက်နောက်ဖုန်း2ကွက်ခွဲအောင်ဗျာ90 100ရမယ်နော်90 100ရမယ်ဒါပေတရာပတ်လေနော်ပြီးရဖေးကပိန်း1500ပပဖူမှာပပလေးပဲလျှော့ပြီးမှာနော်အောက်ဖေးလာနိုင်တော့အောက်ဖေးလာနိုင်တော့မလာခဲနဲ့နော်ကြောဖောယူပြောတာ1000လောက်ရမလားလို့ဘာလို့ဆိုတော့မလာခဲ့ပါနဲ့နော်1500ပပလေးပဲလျှော့ပြီးရပြီတရားပတ်လေတန်းနေကြိုက်တဲ့ဆိုရင်ဟယ်လိုလိုက်ပါကျွန်တော်ချယ်ရီမျိုးတို့ရင်ချင်မျိုး